အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ကတော့ပင်လယ်ဘူး Federal High School Grade 10မှာ Group 3ကျောင်းသားကျောင်းသူများပဲဖြစ်ပါတယ်ရှင်။ခုတင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ Water ပဲဖြစ်ပါတယ်။ရေကကမ္ဘာပေါ်မှာအများဆုံးတွေ့ရတဲ့ဓာတုပစ္စည်းဖြစ်ပါတယ်။လူသားနဲ့သက်ရှိသတ္တဝါတွေအားလုံးအတွက်လည်းရေကမရှိမဖြစ်လိုအပ်တဲ့တောက်သုံးရေတန်းကလည်းကျန်းမာရေးအတွက်အလွန်အရေးကြီးတာကြောင့်မို့ရေညစ်ညမ်းမှုကိုကာကွယ်ကြရပါမယ်။ကမ္ဘာမြေမျက်နှာပြင်ရဲ့69.5%ကပင်လယ်ရေဖြစ်ပြီးတော့မှရေတန်းက2.5%ကပါရှိတယ်။သဘာဝရေကလည်းလုံးဝတန့်စင်တဲ့ရေမဟုတ်ပါဘူး။ဖြစ်စဉ်ညစ်ညမ်းမှုတွေလည်းပါဝင်နေနိုင်တယ်။မိုးရေကသဘာဝရေအမျိုးအစားတွေထဲမှာအတန့်စင်ဆုံးဖြစ်ပြီးတော့မှအောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်လိုမျိုးဓာတ်ငွေ့တွေလည်းပါဝင်နေနိုင်ပါတယ်။အက်ဆစ်ဓာတ်အနည်းငယ်လည်းပါရှိပါတယ်။မြစ်ရေမှာဆိုရင်ဓာတ်ငွေ့တွေနဲ့ပျော်ဝင်နေတဲ့အမုန်တွေပါဝင်ပြီးတော့မှတောက်သုံးရန်လည်းမသင့်တော်ပါဘူး။ပင်လယ်ရေမှာဆားတွေပျော်ဝင်နေပြီးဆားပါဝင်မှုကလည်းခန့်မှန်းခြေအပြင်3.5%ပါရှိပါတယ်။ရေတန်းကပါလွာတဲ့အလွန်မှာဆိုရင်အယောင်မရှိထင်ရှားပြီးတော့မှကြည်လင်တဲ့ထူထဲတဲ့ရေလွှာတွေမှာဆိုရင်တော့ပြလဲလဲအယောင်လေးကိုတွေ့ရှိရပါတယ်။ရေရဲ့ရေခဲမှတ်က0 ဒီဂရီဆဲလ်စီယပ်ဖြစ်ပြီးတော့ရေစုမှတ်ကတော့ပုံမှန်လေဖိအားမှာဆိုရင်100 ဒီဂရီဆဲလ်စီယပ်ဖြစ်တယ်။အေးခဲတဲ့အခါမှာရေကတိတ်သီးစားလျော့နေသွားပြီးတော့မှအခြားအရည်တွေထက်လည်းအပူစမ်းဆောင်ရေးမြင့်မားတယ်။ရေက4 ဒီဂရီဆဲလ်စီယပ်ခန့်မှာတိတ်သီးစားအများဆုံးဖြစ်တယ်။ရေကအရာဝတ္ထုအလုံးနှီးပါးကိုအတိုင်းအတာတစ်ခုထိပျော်ဝင်စေနိုင်သောကြောင့်ကမ္ဘာလုံးဆိုင်ရာဖြိုရည်ဖြစ်သတ်မှတ်ထားပါတယ်။တောက်သုံးရေမှာပျော်ဝင်နေတဲ့အမုန်တွေနဲ့ဓာတ်ငွေ့တွေပါဝင်တယ်။မိုးရေကလေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ကိုပျော်ဝင်စေပြီးကာဗွန်နစ်အက်ဆစ်ဖြစ်လာပါတယ်။ကာဗွန်နစ်အက်ဆစ်ကကယ်လ်ဆီယမ်ကာဗွန်နိတ်နဲ့ဓာတ်ပြုပြီးတော့မှကယ်လ်ဆီယမ်ဟိုက်ဒရိုဂျင်ကာဗွန်နိတ်ကိုဖြစ်စေတယ်။အဲဒီဆားပျော်ဝင်မှုတွေကြောင့်ရေစီးဖြစ်လာစေပါတယ်။